အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Photoshop shortcut key ၄ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ space bar နဲ့ F နဲ့တွဲနှိပ်တာပေါ့နော် space bar ကိုဖိထားပြီးတော့ F ကိုတစ်ချက်ချင်းစီနှိပ်သွားလို့ရှိရင်ဒီလိုမျိုးနောက်က interface အရောင်လေးတွေချင်းသွားတာကိုတွေ့ရမှာဖြစ်တယ်ကိုဆွဲတဲ့ပုံနဲ့ကိုဆွဲမဲ့ design နဲ့ လိုက်မဲ့ move ကိုရဖို့အတွက်ကိုခုလိုမျိုး interface အရောင်လေးချင်းနေတယ်ဆိုရင် space bar နဲ့ F နဲ့ကိုတွဲနှိပ်ပြီးတော့ခုလိုမျိုးလေးချင်းလို့ရတယ်နော်နောက်တစ်ခုအနေနဲ့က control order backspace control order backspace ရကြတော့သူကမူလပုံစီကိုပြန်သွားတဲ့ shortcut ဖြစ်တယ်နော်ဒီပုံမှာဆိုရင်ဒါပထမဆုံးအရင်ဆုံးဒီပုံဗလားလိုက်မယ်Gaussian blur နဲ့ဗလားလိုက်မယ်ဟုတ်ပြီနောက်ပြီးတော့ဒီလိုမျိုး black and white ပြောင်းလိုက်မယ်ဒီမှာဆိုရင်ဒါကိုရှေ့ကပထမဆုံးမူလပုံစီကိုပြန်သွားခြင်းနဲ့မူလပုံစံမျိုးပြန်ရခြင်းနဲ့ဆိုရင် control order backspace ကိုနှိပ်လိုက်လို့ရှိရင်ဒါဆိုရင်မူလပုံကိုပြန်ရောက်သွားတယ်နော်ဒါမှမဟုတ်ကိုကမူလပုံတစ်ပုံလုံးပြန်ရောက်ချင်တာမဟုတ်ဘူးကိုကနေရာလေးကွက်ပြီးတော့ပဲပြန်ရောက်ချင်တာဆိုလဲဒီလိုမျိုး selection ပေးလို့ရတယ်ဒီလိုမျိုး select ပေးပြီးတော့ control order backspace ကိုနှိပ်လိုက်လို့ရှိရင် select ပေးထားတဲ့နေရာတစ်ခုပဲမူလပုံစီပြန်ရောက်သွားတာပေါ့နော်ဒါပေါ်မှာကြည့်လို့ရလဲဆိုတော့ဘယ်လိုမျိုးလဲလို့ဆိုတော့သူကဒီ history မှာတွက်ကြည့်လို့ရတယ်ဒီမှာဆိုရင်ဒါ Gaussian blur နဲ့ blur လုပ်လိုက်တယ်ဒီမှာblack and white ပြောင်းလိုက်တယ်ဒီမှာ select ပေးပြီးတော့control order backspace နှိပ်လိုက်တဲ့ခါကျရင်ဒီမှာ fade ဖြစ်သွားတယ်မူလပုံစီပြန်သွားတဲ့ fade လေးတစ်ခုပေါ်လာတယ်เนาะဒီလိုမျိုးသုံးပြတာဖြစ်တယ် okay နောက်တစ်ခုအနေနဲ့က control R ဒါကတော့ ruler ခေါ်တာပေါ့နော် control R ဆိုဒီလိုမျိုး ruler ပေါ်လာမယ်ဒီမှာကိုက guideline တွေချမယ်ဆိုရင်ဒီလိုမျိုးဆွဲယူလာလို့ရတယ်ပြီးလို့ရှိရင် order shift double click ပေါ့နော်ဒီ line ပေါ်မှာပေါ့နော်ဒီ line ပေါ်မှာ order shift double click နှိပ်လိုက်လို့ရှိရင်ဒီလိုမျိုး edit လုပ်လို့ရတဲ့ဟာလေးပေါ်လာတယ်ဒီ guideline ပေါ်မှာနော် guideline တစ်ခုဆွဲယူလာတယ် order နဲ့ shift နဲ့ double click နဲ့ဒီပေါ်မှာတင်ပြီးတော့နှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးပုံစံလေးပေါ်လာလိမ့်မယ်ဒီမှာဆိုရင် guideline ကိုအရောင်ပြောင်းလို့ရတယ်ဒီမှာအနေရောင်လေးပြောင်းလိုက်မယ်ဟုတ်ပြီဒီ position ဆိုတာကြတော့ဒီမှာသူကဒီလက်မပေါ့နော်ဘယ်နှလက်မကွာဆိုပြီးပြရတယ်ကျွန်တော်တို့ကပုံကိုလက်မကွာနဲ့မဟုတ်ဘဲနဲ့အလဲတဲ့ကိုသွားခြင်းနဲ့ဆိုရင်လည်းဒီလိုမျိုးလုပ်လို့ရတယ်50ရာခိုင်နှုန်းဆိုပြီးရိုက်လိုက်ပြီးရင် okay နဲ့လိုက်ဒါဆိုရင် guideline ကပုံရဲ့အလဲတဲ့ကိုရောက်သွားမှာဖြစ်တယ်နော်ဒီမှာအလဲတဲ့ဆိုတာကြည့်လို့ရတယ်နော်ပုံရဲ့အလဲတဲ့ကိုရောက်သွားတာဖြစ်တယ်အဲ့လိုမျိုးပုံစံမျိုးသုံးလို့ရတယ်နောက်ပြီးတော့ဒီလိုမျိုးဆွဲယူလာလိုက်မယ်ဒီမှာ move to ယူထားမယ်နော်ပင် order shift ဒီလိုလေး double click နှိပ်လိုက်ရင်ဒီလိုပေါ်လာလိမ့်မယ်ကိုကပုံရဲ့အလဲကိုမသွားချင်ဘူး25ရာခိုင်နှုန်းပဲသွားချင်တယ်ဆိုရင်ဒီမှာ25ရာခိုင်နှုန်းဆိုပြီးရိုက်လို့ရတယ်ပြီးရင်ဒီမှာအရောင်ပြောင်းလို့ရတယ်အဝါရောင်လေးထားလိုက်မယ် okay နှိပ်လိုက်မယ်ဒါဆိုရင်25ရာခိုင်နှုန်းနေရာမှာဒီမှာအဝါရောင်လေးနေနဲ့ပေါ်လာဒီလိုမျိုး guideline တွေကို adjustment လုပ်လို့ရတယ်ကိုက3ပုံပုံ4ပိုင်းပိုင်းချင်လား5ပိုင်းပိုင်းချင်လား3ပိုင်းပိုင်းချင်လားအဲ့လိုမျိုးရာခိုင်နှုန်းနေနဲ့အတိအကျပိုင်းလို့ရတယ်နော်လွယ်ကူကူတိကျနဲ့လုပ်လို့ရတယ်โอเคနောက်တစ်ခုကကြတော့ control order shift k control order shift k နှိပ်လိုက်လို့ရှိရင်ဒီမှာသူက shortcut menu ဆိုတဲ့ပေါက်လေးကြာလာလိမ့်မယ်နော်ဒီမှာ menu ကိုရွေးလို့ရတယ် shortcut ကိုရွေးလို့ရတယ်နောက်ဆုံး shortcut ကိုရွေးထားလိုက်မယ်ပြီးရင် summarize ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်ဒီလိုမျိုး save လို့ရတယ် shortcut တွေအားလုံး save လို့ရတဲ့ဟာလေးပေါ်လာလိမ့်မယ်နော် save နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ shortcut တွေအကုန်လုံး Photoshop မှာပါတဲ့ shortcut တွေအကုန်လုံးကြည့်လို့ရတယ် link လေးတစ်ခုသူက down save ပေးသွားတယ်ပေါ့နော်ဒီထဲမှာ shortcut တွေတွက်ကြည့်လို့ရတယ်ကိုသိကျင်တဲ့ဟာဒီထဲမှာတွက်ကြည့်လို့ရတယ်ပေါ့နော်ဒီနေ့ကတော့ဒီ shortcut key ၄ခုအကြောင်းကိုဒါဖျက်ပြပေးသွားတာဖြစ်တယ်အားလုံးဆင်ပြေကြပါစေနော်